မင်္ဂလာပါဗျာခင်ဗျားတို့အခုနောက်ပိုင်း tech news တွေမှာ global တစ်ခုလုံးရိုက်ခတ်သွားနိုင်တဲ့ new AI အောင်သိပြီးပြီလားအဲ့ဒါ Manus AI ပါဒီ Manus AI ကဘာတွေစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့ဒါအချက်လက်သေးလေးကိုရေးလိုက်ရုံနဲ့သူကအချက်လက်တွေစုစည်းပြီးတော့တခြား AI တွေကို limitation မရှိဘဲနဲ့ကိုလူရာထက်ကိုပို့ပြီးတော့ AI က result ထွက်လာတဲ့ level ကဖြစ်ပါတယ်ဥပမာဆိုရင်ဗျာ ChatGPT မှာဆိုလို့ရှိရင်သူအဲ့လိုမျိုး step by step သွားတယ်ဟိုမှာပြီးလို့ရှိရင်ခိုင်းလို့ရဆိုလို့ရှိရင်ဗျာအသေးစိတ်လေးတွေပေါ့ဟိုမှာတေးလေးတွေဗျာမှာဗာရှိမယ်ဆိုတော့ကျွန်တော် hotel booking တွေ flight ticket တွေအဲ့လောက်ပဲရဒီ Manus AI ကဘယ်လောက်ထိကျန်းလဲဆိုလို့ရှိရင်ကျွန်တော် website ကို create လုပ်မယ်ကျွန်တော် data တွေစုပြီးတော့ project တွေကိုအစားဆုံးခိုင်းလို့ရတဲ့အထိကျွန်တော်ပြောပြမယ်ဗျာသူ့ရဲ့ CEO ကိုယ်တိုင်လုပ်ပြတဲ့ test အရာဆိုလို့ရှိရင်ဒီ resume screening ဆိုတာလေးပေါ့အဲ့ resume screening ကတော်တော်လေးမိုက်တယ်ဥပမာဗျာ company တစ်ခုထောင်ထားတယ်ထုံးတယ်ရလူခေါ်ပြီးဆိုလို့ရှိရင်ဗျာဒီမှာ resume ဒါရှောက်လွှာတွေ16000လောက်ပို့လာမယ်ဗျာအထေးကလက်ဆေးရမှာပြင်းတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ Manus AI ကဒါဒီ JD နဲ့ကိုက်ညီသူတွေစစ်ချပြီးတော့ကျန်တဲ့သူတွေပဲထားခဲ့တယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီ Manus ကတော်တော်လေးမစိုးဘူးလို့ပြောရမှာဗျ။ဩအဲ့အကြောင်းလည်း main crush က main ဟို Manus AI တုံးရသူကြီးစားနဲ့တွဲရနေပါဘော။ဟာဗျာ။ဒါပေမဲ့တကယ်လက်တွေ့မှာက Manus AI ကထင်းတဲ့လောက်ကြီးမလွယ်ဘူးဗျ။အဆင့်တွေရမ်းရှုပ်တယ်။ကျွန်တော် ChatGPT လိုမျိုးဒါ user friendly မဖြစ်တော့သုံးရတာအရင်အဆင်ပြေလို့ပြောလို့မရအောင်ဆိုတော့အချင်းချင်းပြန်ပြောမယ်ဆိုရင် Manus AI ကယနေ့ခေတ်ဒီ tech AI နေထဲမှာဒါ evolution သာဖြစ်ပြီး revolution ဖြစ်တယ်လို့ပြောလို့မရဆိုတော့ဒီနေ့တော့ဇုံအောင်ပိုင်း tech news တော့လောက်ပါပဲဗီဒီယိုဆုံးကြည့်ကြတာကျေးဇူးအများကြီးတင်ပါတယ်